အားလုံးပဲမင်္ဂလာပါဒီနေ့8လပိုင်း20ရက်နေ့ရဲ့နေကဘက်ဝင်တဲ့ကုံတွေပါဒီကုံလေးလိုချင်လို့ရှိရင်ရန်ကုန်မြို့တွင်းဆိုရင်ပစ္စည်းမှာပြီး2ရက်အတွင်းပို့ပေးပါတယ်ဆိုင်ကိုလာဝယ်ခြင်းရင်လာကန်ဒီဖုန်းလေးတစ်ခေါက်ကျဆက်ပေးပါနော်ဆိုင်လိုက်စာတော့ခွန်9ခွန်တပင်ရွှေတီလန်း8ရက်ကွက်8တကုံပါပါဒါတော့ဒီနေ့ပါတဲ့ဆက်သားကြက်တိုက်လေးတွေပါတပိတ်တာကိုတသိန်းခွဲစီပါဒါတော့လေကျော်မီးကင်လေးတွေပါတပိတ်တာကို2000ခွဲစီပါဒါတော့ဘဲမြေမင်းသားလို့လည်းခေါ်ပါတယ်ဓာတ်ပြက်ဥပေါ့တချို့ကျဓာတ်ပြက်ဥလို့ခေါ်ပါတယ်သူကတော့ဥတိုင်းတော့အကောင်မပါပါဘူးနော်ပုံမှန်ရောင်းစေ1500နေပြီးတော့800နဲ့လျှော်ရောင်းပေးပါတယ်တစ်လုံးကို800ပါအကောင်ပါကြမှာပါပါမယ်နော်ဒါတော့ဂျုံမိဖုတ်ပါတရွဲကို1000ခွဲစီပါဒါတော့ငုံချက်တိုက်ပါသူလည်းတရွဲကို1000ခွဲပါဒါတော့ဂုံစိမ်းလေးတွေပါအရှင်ကိုရေခဲရိုက်ထားတဲ့ဟာလေးတွေပါ1 kg ကို1000ခွဲစီပါဒါတော့ချွန်းဝတ်သားပါတပိတ်တာကို4000စီပါသူကအစီပပလေးနဲ့အသားများပါမယ်နော်သူ့ရဲ့အစီကလုံးဝမအီပါဘူးစားလို့ကောင်းပါတယ်ဒါတော့ဆက်သားပါတပိတ်တာကို9000စီပါဒါတော့ရခိုင်ဝက်ဥကြောင်းလေးတွေပါ10ချောင်းတွဲကို9000ပါဒါတော့မကြီးသီးစိမ့်မှာတပိတ်တာကို8000ပါဒါတော့စင်ခဲညင်သီးလေးတွေပါတစ်လုံးကို1000ပါဒါတော့ပုံတစ်လုံးချက်စီပါတစ်ထုပ်ကို9000ပါဒါတော့မုတ်တီဟင်းရီအနှစ်ထုပ်လေးတွေပါတစ်ထုပ်ကို4000ပါဒါတော့ငရုတ်ပူသီးပါတပိတ်တာကို1000ခွဲစီပါဒါတော့ဟင်းကပောင်းသီးပါဒီရက်ပိုင်းတွင်းမဲ့ရပါမယ်နော်တစ်စီးကို2500ပါဒါတော့ငါးမုတ်ထုတ်ပါတစ်ထုပ်ကို9000ပါငညွန့်နဲ့လုပ်ထားတာပါနော်ဒါတော့ပိန်းဆွဲပါအစီကြီးတစ်စီးကို4000ပါဒါတော့အာဘူးရွက်လေးတွေပါတစ်ထုပ်ကို1500ပါဒါတော့ခရင်မြစိမ့်မှာတပိတ်တာကို6000စီပါဒါတော့တင်မောဥပါကြက်ဥလို့လည်းခေါ်ပါတယ်တစ်ချောင်းကို9000စီပါဒါတော့တောင်စိတ်စီပါတပူးကို1000ပါဖယားရဲ့ဒါတော့ငရွှေမီးခင်မှာတပိတ်တာကို8000စီပါဒါတော့ခရမ်းသီးပါတပိတ်တာကို8000စီပါဒါတော့အာလူးချေပါတပိတ်တာကို12000စီပါဒါတော့တပြူစည်းပါတစ်လုံးကို1000ပါဒါတော့မရွက်လုံးမှာအလုံး100ကို1000စီပါဒါတော့မိုးဟင်းမှာတစ်စီးကို1500ပါအဆုံးတီးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်